你没事咯，就喏，反正开始改的，反正球面那边的，人家面那边的，反正开始个东比完来说，就喏，新年这边不一样。开始来说啊，这个啊，对吧？人家谁办的说啊，对吧？面那边，这下桥老给他为什么？对吧？面那边没人要不呀？哎，以前嘛，就喏说啊，哎，还东么乌嘛别就喏表演不呀？还东说，都还东啊，面那边人家然后嘛的，但是都还东，开始干嘛呗？欧来没说，我讲把么弄，里来么弄，西来么弄。ဒီကစီရီလေးတွေသူ့စီရဲ့အဲ့တိုက်ဖြစ်အောင်အဲ့တိုက်စီရဲ့ဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင်မျက်နှာပြင်လုံးဝညီညာရမယ်ဗျအဲ့လိုညီညာအောင်လုပ်တဲ့နီတလန်တော့ဂျိုးရှင်းတဲ့နီတလန်တော့ဂျားထဲမှာစက်ကူဒီလိုမျက်နှာပြင်ဆိုရင်ဂျားထဲမှာစက်ကူပြားတစ်ပြားကိုသူ့ရဲ့ညှက်ပြီးတော့ထည့်ပေးလိုက်မယ်ဆိုရင်သူ့ရဲ့မျက်နှာပြင်လေးညီညာသွားပြီးတော့အဲ့တိုက်ဖြစ်သွားပြီဗျကျွန်တော်နီတလန်ကတော့ကျွန်တော်ဒီလိုစီလိုကုန်းတွေ RTV ကော်ထည့်တဲ့အသုံးကြီးတွေအားဖြင့်ဒီကောင်းတွေကိုလုံအောင်လုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကိုင်းပါတက်ပြဖို့မှာစီးပိုင်းလုံနေလို့ရှိရင်ကျွန်တော်တို့တိလူချူထားမယ်ဆိုရင် engine wine တွေအများကြီးစားသုံးရမယ်။ညီမ consumption တွေများပါမယ်။များသွားတဲ့ဥစ္စာကိုကျွန်တော်တို့လိဆက်ချူထားမယ်ဆိုရင်ကားရဲ့ engine wine ပွားပဲနဲ့မောင်းနှင်ပြီးွားခဲ့အခါကျရင်ကျွန်တော်တို့ကြီးမားတဲ့ဆုံးချုံးမှုတွေဖြစ်သွားနိုင်ပါတယ်ဗျ။ engine တွေပါချရရတဲ့အထိဆုံးချုံးမှုတွေကြီးမားသွားနိုင်ပါတယ်။ဒါကြောင့်မို့ engine wine ဒီမှာစားသုံးနေတဲ့ဒီအရင်ကယူဝဲကိစ္စနဲ့ပတ်သက်ပြီးစားသုံးတဲ့ဥစ္စာတွေကိုကျွန်တော်တို့ဒီလို RTV ကောရော RTV ကောအသုံးပြုပြီးတော့ကျွန်တော်တို့တားဆီးနိုင်ပါတယ် RTV ကောဆိုတာသူမျက်နှာပြင်ကိုဒီလိုမညီညာတဲ့နေရာကိုညီညာသွားလို့သုံးပြီးတော့သူဂက်စ်ကက်နေရာမှာအစားထိုးလိုက်တာဂက်စ်ကက်မရှိတဲ့အချိန်ကျရင်ဒီ RTV ကောအသုံးဝင်တယ်ဗျဂက်စ်နေရာမှာအသုံးဝင်လာထည့်ပေးရပါရှင်းပြချင်တာတော့ဒီလောက်ပါပဲနောက်တစ်ဗီဒီယိုမှာဆက်တွေ့ပါမယ်